မှတ်တာတတော်ရီဆင်းရဲနေတာလေတောကဖြစ်နေတာအချစ်ကြောင့်တက္ကမကြီးတို့မှတ်တာတက္ကမကြီးတို့တောကဖြစ်ရတာဘာကြောင့်လဲချစ်ချင်းတရားကြောင့်တက္ကမကြီးတို့မှာချစ်ချင်းတရားမရှိရင်တောကတရားဆိုတော့ဘယ်တော့မှမဖြစ်လာဘူးဒါကြောင့်တက္ကမကြီးတို့ကတောကကိုတော့အလိုမရှိဘူးအချစ်ကိုတော့လိုချင်တက္ကမကြီးတို့အဲ့ဒါဒုက္ခရောက်ပြီးတော့မှတ်ဟုတ်တယ်မလားအဲ့ဒါပဲတက္ကမကြီးတို့ပိုသိပါတယ်ဟုတ်တယ်မလားဒါကြောင့်မို့ကိုတောကမဖြစ်ချင်ဘဒုကိုမှမချစ်ရဘူးအဲ့ဒါကောင်းတယ်လေ့ကျင့်နော်လေ့ကျင့်ရမယ်အဲ့ဒီချစ်ချင်းတန်ရောစဉ်တရားတက္ကမကြီးတို့ဒုက္ခအပေးဆုံးအရာဝတ္ထုတွေပဲအဲ့ဒီစတ္တပါဏိစတ္တတဲ့ရှင်သာရိပုတ္တရာအလောင်းမှာအဲ့ဒီတရားမရှိဘူးဘလောက်ချမ်းသာမှသူ့ဘဝကြီးတွေးကြည့်တက္ကမကြီးတို့ရေနောက်တစ်ချက်က तू ကဘဒုမှမမုန်းဘဒုမှမကောင်းလားဘဒုမှမမုန်းတဲ့လူကလည်းကောင်းတယ်ဘဒုမှမချစ်တဲ့လူကလည်းအဲ့ဒါတက္ကမကြီးတို့အဲ့လေးချက်နဲ့တက္ကမကြီးတို့ပြည့်စုံပြီလားအနုတ္တုယဘဒုပေါင်းမှညူစုမွန်တိုဆောင်းမြောင်းမှုလုံးဝမရှိဘူးတက်ရှိတဲ့မဲ့ကာမဝတ္ထုတွေအယက်သေးစာမူရဲ့စေဝါလုံးဝမသုံးဆွဲဘူးနော်ဘဒုပေါင်းမှမချစ်ဘူးဘဒုပေါင်းမှမမုန်းအဲ့ဒီခုံရင်ကလေးချက်အဲ့ဒါအလကားရခဲ့တာမဟုတ်ဘူးဘဝနဲ့ရင်းပြီးမှရတာအဲ့ဒီသင်္ကန်းစာတွေကလူတိုင်း